ရေမျက်နှာပြင်ခဲနေပြီမဲ့ဘာကြောင့်ရေထဲကငါးတွေမတည်ရလဲတငယ်ချင်းတို့မင်းတို့တီလားဆောင်းရဒီမှာရေကန်ကြီးတစ်ခုလုံးခဲနေရတော့ရေထဲကငါးလေးတွေအေးခဲပြီးမတည်ရဘာကြောင့်လဲဆိုတာတင်ရောစဉ်းစားဘူးလားဒါဟာရေရဲ့ထူးခြားတဲ့သိပ္ပံနေကြစွမ်းရည်တစ်ခုကြောင့်ပါပဲပုံမှန်အားဖြင့်အရာဝတ္ထုတွေဟာအေးရင်ကျုံသွားတတ်ပေမဲ့ရေကတော့ထူးခြားပါတယ်ရေဟာအပူချိန်4 ဒီဂရီစင်တီဂရိတ်မှာတိတ်တဲဆာအမြင့်ဆုံးဖြစ်သွားပြီးလေးလံသွားတဲ့အတွက်ရေအောက်ခြေကိုဆင်းသွားပါတယ်။ဒါကြောင့်အပေါ်ရင်ကရေတွေအေးခဲလာတဲ့အခါရေခဲဟာရေထက်ပေါ်လို့ရေရဲ့မျက်နှာပြင်ပေါ်မှာပဲပေါ်နေပါတယ်။ဒီရေခဲလွှာကြီးကဆောင်းထူထူကြီးတစ်ထည်ကာထားတက်လို့အပြင်ကအေးစိတ်နေတဲ့လေထုတန်အောက်ကိုမရောက်အောင်ကာကွယ်ပေးထားနိုင်ပါတယ်။ဒီလိုနည်းနဲ့ပဲရေခဲပြင်အောက်ကရေတွေဟာ4 ဒီဂရီစင်တီဂရိတ်ဝန်းကျင်ကိုတောက်လျှောက်ထိန်းထားနိုင်ပြီးငါးလေးတွေအသက်ရှင်ဖို့အနေတော့အပူချိန်ဖြစ်စေတာပေါ့။တဘာဝတရားရဲ့ဖန်တီးမှုကတကယ်ကိုအံ့ဩဖို့ကောင်းနေမလား။